တရုတ်ကအမေရိကန်ထက်ဂျပန်ကိုပိုပြီးကြောက်တယ်ဆိုတာသိလားဂျပန်ကိုကြည့်ရင်အန်ရီယမကြီးတယ်လို့ထင်ရပေမဲ့ပထဝီဝင်ဖြူဟာအရတော့ဂျပန်ဟာတရုတ်အတွက်အဆိုးဆုံးအိမ်မက်တစ်ခုပါပဲဂျပန်ဟာ essential လို့ခေါ်တဲ့ကျွန်းတန်းတစ်လျှောက်မှာတည်ရှိနေပြီးဒီကျွန်းတန်းဟာတရုတ်ကိုပစိဖိတ်သမုဒ္ဒရာထဲမထွက်နိုင်အောင်တားဆီးထားတဲ့တိုင်းလိုဖြစ်နေပါတယ်ပစိဖိတ်သမုဒ္ဒရာကိုဝင်ရောက်ချင်တဲ့တရုတ်ရေတပ်ဟာဂျပန်ရဲ့ကျွန်းသေးသေးလေးတွေကိုမဖြတ်နိုင်ပါဘူးဒီကျွန်းတွေဟာရေကြောင်းလမ်းကြောင်းနဲ့လေကြောင်းနယ်ပယ်တွေကိုထိန်းချုပ်ထားနိုင်တာကြောင့်တရုတ်အတွက်အရေးကြီးတဲ့အတားအဆီးကြီးဖြစ်နေပါတယ်ဒါကြောင့်တရုတ်ကဒီဒေသမှာဩဇာအာဏာတည်ဆောက်ဖို့အမြဲကြိုးစားနေတာပါတစ်ဖက်မှာတော့ဂျပန်ကလည်းတရုတ်ရဲ့ဩဇာအာဏာကိုစန့်ကျင်နေစေဖြစ်ပါတယ်ဂျပန်မှာကမ္ဘာအဆင့်မီရေတက်ရှိပြီးခေတ်မီတိုက်လေယာဉ်တွေမစ်ဆိုင်ကာကွယ်ရေးစနစ်တွေကိုပိုင်ဆိုင်ထားပါတယ်စစ်အင်အားကိုလည်းလူအများမသိသလိုတိတ်ဆိတ်နဲ့ထိရောက်စွာတိုးချဲ့နေပါတယ်အကယ်၍တရုတ်နဲ့ဂျပန်တိုက်ခိုက်ဖြစ်လာရင်ဂျပန်ကိုတနိုင်ငံနဲ့ပဲရင်ဆိုင်ရမှာမဟုတ်ဘူးဆိုတာသိချပါတယ်ဒီအခြေအနေကအမေရိကန်ကိုလည်းအလိုလျောက်ပါဝင်လာစေမှာပါအမှန်တော့တရုတ်ကဂျပန်ရဲ့စစ်အင်အားကိုမကြောက်ပါဘူးဒါပေမဲ့မြေပုံပေါ်မှာဂျပန်ရဲ့တည်နေရာကိုတော့ကြောက်ပါတယ်ဘာကြောင့်လဲဆိုတော့တရုတ်ကိုတားဆီးထားတာကစစ်တပ်မဟုတ်ပဲဂျပန်ရဲ့ကျွန်းတန်းတွေဖြစ်နေလို့ပါပဲ